ကျမကိုလေ American အကြောင်းပဲပြောနေတာလားတဲ့မြန်မာပြည်အကြောင်းမပြောဘူးလားတဲ့နော်မြန်မာပြည်ကလူတွေအကြောင်းမပြောဘူးလားပေါ့စစ်ဖြစ်နေတာနောက်တော့မအားလားအကြောင်းမပြောဘူးလားပေါ့ကျမပြောမယ်ကျမဗုဒ္ဓဘာသာမြန်မာလူမျိုးပေါ့ကျမတို့ဖရုဒ္ဓဝါစာမပြောဘူးနောက်ပြီးကျမတို့ diplomatic ဆန်နဲ့နိုင်ငံခေါင်းဆောင်တဦးကိုမလေးစားတော့သဘောဘသူ့ကိုမှမပြောဘူးเนาะအဲ့တော့သူတို့ရဲ့ဂုံတူးယာတူးနဲ့ပဲပြောရတယ်เนาะနောက်ကျမဘသူဘက်ကမှ propaganda လုပ်နေတာမဟုတ်ဘူးသူများနှိမ်ချပြစ်ခတ်ပြောဆိုတဲ့အလုပ်မျိုးကိုကျမမလုပ်ဘူးเนาะအဲ့တော့ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းနဲ့အခုဆိုလို့ရှိရင် तू ကတိုင်းပြည်အတွက် तू တာဝန်ယူထားတာเนาะ Zelensky လိုပဲเนาะ Zelensky ကလည်းအခုဆိုလို့ရှိရင်သူ့တိုင်းပြည်အတွက်ကို तू တာဝန်ယူထားတယ်เนาะဘာကြောင့်ဆိုတော့ तू ကရွေးကောက်ပွဲတော့ပြန်လှုပ်ပေးရတော့မယ်ဒါပေမဲ့လည်း तू မလှုပ်ဖဲနဲ့ तू စစ်ဖြစ်နေတယ်เนาะအဲ့တော့ထားလိုက်တော့ဒါပေမဲ့ Zelensky က Zelensky ပဲ Ukraine ကိုကိုစားပြုတာ Zelensky ပဲเนาะနောက် तू လည်းဒီစစ်ကြောင့်ရမ်းချမ်းသာသွားပြီဒီ New York ပြည်မှာဆိုရင် သူ့မိန်းမ 1.1 million ပိုးတဲ့ဈေးဝယ်တယ်တဲ့အဲ့ဒီနေ့က तू ကအမင်းနဲ့သမ္မတ Trump နဲ့တွေ့နေတာခေါင်းဆောင်ဘလို့ပဲဖြစ်ဖြစ်သူ့နေရာ तू ပဲပြောရမှာပဲအဲ့တော့ဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်ဘာလုပ်နေလဲကျမကြည့်တယ်စတက်လာတော့လေ तू ကလေဖျားတီတယ်ဗျာထုံးစံတိုင်းဗမာပြည်ခေတ်ဆက်ဆက်ဖျားတွေပဲတီးနေကြတာပဲပကိုးတာနဲ့စိုးကြပေါ့နော်ဒါပေမဲ့လေတချို့ဖျားတွေကတော့နေပြည်တော်ကအဲ့ဒီတန်တိဒုက္ခလားဖျားကြီးတော့အင်မတန်ကြီးညိုစရာကောင်းတယ်ဦးတန်းရွှေတဲတာတင်တယ်နော်အဲ့ဒါတော့ကျမကြိုက်ပါတယ်အဲ့ဖျားကြီးကိုဖူးခဲ့ရတယ်အင်မတန်ကောင်းတယ်ဖျားကြီးအခုလဲဗိုလ်ချုပ်မင်းအောင်လိုင်းဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းတဲတာဒီကြောက်စင်းတုစေးဒီအကြီးဆိုတော့ဖူးတော့မဖူးရသေးဘူးပေါ့နော်နေပြည်တော်ရောက်ရင်တော့ဖူးရမှာပေါ့အင်မတန်ကျမသဘောကျတယ်ရှင်ဒါကတော့ဘာပဲပြောဗုဒ္ဓဘာသာအတွက်တကယ် wonder ပေါ့နော်ရွှေကုံဖျားကြီးဆိုလဲworld one ကမ္ဘာအံ့ဖွယ်ထဲမှာတစ်ခုပါဝင်နေရှင်ရွှေကုံဖျားကြီးဆိုလဲမွန်ဘရင်မရှင်ဆယ်ပုတည်ခဲ့တာယနေ့အထိကျမတို့ရန်ကုန်မြို့ရဲ့ဗမာပြည်ရဲ့အဓိကရာကြီးကျမအင်မတန်ဂုဏ်ယူပါတယ်ချီးကျူးပါတယ်ပေါ့နော်ကြာနာတော့ဗိုလ်ချုပ်နေဝင်းတဲတဲ့ဖရာကျမသိပ်ပြီးတော့ရွှေကုံဖရာသွားမှာပေါ့အဲ့နာကတ်ရဲ့အဲ့ဖရာတော့တော်တော်နဲ့မရောက်ဘူးရှင်နော်စုလေဖရာဆိုလဲတော်တော်နဲ့မရောက်ဘူးဒါပေမဲ့ရှေးကလေးကရှိတာမလို့စုလေဖရာလဲကြီးညိုပါတယ်ပေါ့နော်နောက်ပြီးတော့ဒေါ်အောင်ဆန်းစုကြည်တဲတဲ့ဖရာလဲနေပြီးတော့မှရှိတယ်အဲ့ဒါလဲသိပ်ပြီးတော့မရောက်ဘူးပေါ့ဘာကြောင့်ဆိုတော့တောင်ထိပ်ပေါ်မှာတည်ထားတဲ့ဘုရားကြီးကအင်မတန်ကြုံနောက်ကြုံခဲရောက်ဖူးတာအဲ့တော့ထားလိုက်တော့ဆက်စချင်းကျမချီတာဟာ